မင်္ဂလာပါဗျကျွန်တော်တို့ဘက်ကစကိုင်းတိုင်းဒေသကြီးရောင်မြို့နယ်ခြေဆိုင်11 brother revolution ဖွဲ့ဖြစ်ပါတယ်ဗျကျွန်တော်တို့ဘက်မှာကိုတော်တာဥဆောင်သောတောင်းရည်ဒီလူမှုကူညီရေးအသင်းမှဥဆောင်ပြီးပြုလုပ်ပေးတဲ့လက်နက်တပ်စင်အောင်ဝဲဝင်ပြည်တော်ပြန်ဖို့ထောက်ဖို့ဆိုတဲ့ဂန်းကားလက်ရရှိရေးသိန်းထောင်ကံမိတ်မှတပတ်စာအတွင်းရရှိသောငွေအမောင်းကိုမိဘပြည်သူများထံသို့လာရောက်ပြီးရှင်းတန်းလေးပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကံမိတ်မှငွေပမာဏရရှိတဲ့ငွေစုစုပေါင်းကတော့ထိုင်းဘတ်ငွေ4836ဘတ်တစ်ပွေးဝေးပြီးမှရရှိတဲ့မြန်မာငွေ12,300,2900ကျပ်တိတိကိုနှုတ်တို့11 brother revolution ဖွဲ့မှအတိပေးအပ်ပါတယ်ခင်ဗျယခုလိုကူညီပေးပါတော့မိဘပြည်သူများကိုကျွန်တော်တို့အဖွဲ့မှအထူးကျေးဇူးတင်ရှိပါတယ်ဗျကြံရှိနေတဲ့ရက်များအတွင်းမှာဒီတဲ့ပြည်ပမှာရှိတဲ့မိဘပြည်သူဒီကောင်မောင်များကိုနိုင်တော်လေးပေါဝင်အားပြပေးပါအောင်လို့ကျွန်တော်တို့အဖွဲ့မှအထူးမေတ္တာရက်ခံပါတယ်ဗျစစ်အာဏာရှင်စနစ်အမြင့်ပြတ်သည့်ထိရန်သူကိုမစစ်သက်မဆွေးနေမကြေးပဲဆက်လက်တိုက်ပွဲဝင်သွားပါမည်ဂရိတ္တစာပြုပါတယ်ဗျရေးတော့ဘုံအောင်ပါမည်ရေးတော့ဘုံအောင်ပါမည်ရေးတော့ဘုံအောင်ပါမည်အောင်ပါမည်